အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်2026 3ချိန်အတွက်ကျွန်တော်ကဏ္ဍလေးတစ်ခွက်တက်ပြမယ်ဗျာနော်မပြရလဲကြာပြီကဏ္ဍကတော့နော်ကဏ္ဍတစ်ခွက်ကကဏ္ဍ10လုံးနဲ့ရိုက်တာပါဗျာနော်ဒါပေမဲ့သူ့ကိုကျွန်တော်တစ်လုံးနဲ့ပဲပြမယ်တစ်စုံပေါ့ဗျာနော်ပါဝါ9စုံရှိတာပါကဏ္ဍမှာအကုန်လုံးကတော့ပါဝါ9စုံနဲ့ကဏ္ဍ10လုံးအပြည့်ရိုက်တာပေါ့ဒါပေမဲ့ကျွန်တော်တစ်စုံနဲ့ပဲပြပါဗျာနော်မပြရလဲတော့ကြာပြီဆိုတော့ဗျာနော်ဒီ Facebook မှာလိုင်းလည်းမကောင်းတော့စင့်ရိုက်ပေါ့ဗျာနော်တောက်ချောက်သူကစင့်ရိုက်ကမှာစင့်ရိုက်မှာကျွန်တော်ကအနီးကလောက်ပဲဖြစ်ပြမယ်နော်လိုင်းရဲ့အနေထားရဘယ်လိုစမလဲဆိုတော့ဒီမှာဒီနားလောက်ကနေစမယ်ပေါ့ဗျာနော်ဒီနောက်ပေါင်း9နဲ့6ခါနဲ့ဒါ4ပေါ့ဗျာနော်4ဆိုတာဇလန်လေးတစ်ခုစလိုက်အောင်မင်္ဂလာပါဆရာချစ်တယ်မင်္ဂလာပါဗျာနော်ကိုကျော်သူဟုတ်ကဲ့မင်္ဂလာပါတပွဲကြုံပါဗျာနော်ပွဲကြော်လိုက်ရင်တဲ့ဒီမှာနောက်ပေါင်း9တဲ့နော်ဒီနောက်ပေါင်း9နဲ့9အောက်က9ခါလေးနဲ့ရလဲ4လို့ပဲထည့်တယ်ပေါ့ဗျာနော်ဒီလိုပဲထည့်တယ်ကဲဒီမရှိမတကယ်ချင်းနဲ့ရောက်လာကျွန်တော်နှုတ်ဆက်ပါနော်လိုင်းမပြသေးလောက်လာပြီနော်အဲ့ဒါရင်ဟောဖြစ်တာဒီမှာကနောက်ပေါင်း4တဲ့နောက်ပေါင်း4နဲ့3ခါနဲ့ကိုလဲ4လို့ပဲထည့်တယ်ဒီ40လမ်းပေါ့နော်ပြီးခဲ့တဲ့ပွဲကကျွန်တော်4တလုံးနဲ့ပဲပြီးကြိုက်တာကျွန်တော်ဟိုကွက်မှာပေါ့ဗျာနော်အဲ့မှာ site ကတော့မှန်ပြီမဲ့ကျွန်တော်တို့ကလွှဲချုံရတယ်ပေါ့ဗျာနော် site ကမှန်ဒီ4ဇလန်းကြီးကတောက်ချောက်ကိုဆင်ရိုက်တယ်ဇလန်းတွေပေါ့နော်4တလုံးနဲ့ရိုက်တာသူကသူ့ရဲ့4ကိုအတွင်းနဲ့ခေါ်ပြီးရိုက်သွားတာကိုကျွန်တော်ကအဲ့ဒါကိုကတလုံးနဲ့ပဲပြီးပြချင်တာဆိုတော့အဲ့လိုဖြစ်သွားနော်ဒါအဲ့တော့ဒီမှာဘယ်လိုပြောရမလဲဆိုတော့ဒီနောက်ပေါင်း9နဲ့6ခါနောက်ပေါင်း9နဲ့6ခါနဲ့ဒီ4ပေါ့ဗျာနော်တပွဲကြုံမယ်နောက်ပေါင်း9နဲ့5ခါနဲ့ဒီ4ပေါ့နော်တပွဲကြော်လိုက်တော့နောက်ပေါင်း4နဲ့3ခါနဲ့ဒီ4ပေါ့ဗျာနော်ဒီ4-3ချက်4-3ပွဲကိုဆင်ရိုက်မယ်အဲ့ချိန်မှာဒီကတစ်ချက်ရိုက်သွားပြီပေါ့ဗျာနော်ပြီးတာနဲ့တဲ့နော်ဒီနှလုံးကဘယ်လောက်လဲဇောင်းက9 9နဲ့6နဲ့5ပေါ့ဗျာနော်အဲ့ဒီ9နဲ့နောက်ပေါင်း9နဲ့ဒီ4လို့တစ်ချက်ပြန်ပြီးဆင်ရိုက်တယ်နောက်ဒီကဒီနှလုံးဒီ30အဲ့30နဲ့အောက်ကနောက်ပေါင်း4နဲ့ဒီလဲ4လို့ပဲသူဆင်ရိုက်တယ်ပေါ့ဗျာနော်နောက်တကဒီနှလုံးက9နှလုံး9နဲ့သူ့အောက်ကနောက်ပေါင်း9နဲ့က4လို့ပဲသူကနှစ်ထပ်ဆင့်ရိုက်လိုက်ပြီပေါ့ဗျာနော်နှစ်ထပ်ဆင့်ရိုက်လိုက်ပြီနော်ဒီနောက်ပေါင်း9နဲ့ခါနဲ့ဒီ4ဖြစ်ပြီးတော့ဒီနှလုံးဆောင်9နဲ့နောက်ပေါင်း9နဲ့ဒီ4လို့ဆိုနှစ်ချက်ဆင့်ရိုက်တာပေါ့ဗျာနော်နောက်တကနောက်ပေါင်း9နဲ့5ခါနဲ့4လို့ရိုက်ပြီးတော့ဒီဆောင်30နဲ့နောက်ပေါင်း4နဲ့4လို့နှစ်ချက်ဆင့်ရိုက်တာပေါ့ဗျာနော်သူကတော့တောက်လျှောက်ဆင့်ရိုက်တာပေါ့နော်အပေါ်မှာလည်းအကုန်လုံးကဆင့်ရိုက်တာရှိသေးတယ်ပေါ့နော်ဒီနောက်လောက်ကနေပဲဖြစ်ပြတာပဲဖြစ်တယ်အဲ့တော့ဒါဆိုရင်ဒါနှစ်ချက်အဆင့်ရိုက်ပေါ့ဗျာနော်ဒီနောက်ပေါင်း4နဲ့3ခါနဲ့ဒီ4လို့တစ်ချက်ရိုက်တယ်။ဇောင်း9နဲ့နောက်ပေါင်း9နဲ့ဒီ4လို့နှစ်ချက်ရိုက်လိုက်ပြီ။ရိုက်လိုက်ပြီးတော့ပြီးခဲ့တဲ့ပွဲကကျွန်တော်တို့ဘယ်လိုရိုက်သွားလဲဆိုတော့ဒီမှာဒီနှစ်ထိပ်ပေါ့ဗျာနော်။ဒီနှစ်ထိပ်နဲ့ဒီနှစ်ထိပ်နဲ့ဒီ4လို့ရိုက်လိုက်တာ။ဒီနှစ်ထိပ်နဲ့ဒီမြင်းကောင်ကနှစ်ထိပ်နဲ့ဒီ4လို့ရိုက်လိုက်တာ။အဲ့လိုရိုက်လိုက်ပြီဆိုရင်နော်ဒီပရိတ်9နဲ့ဒီပရိတ်9နဲ့ဒီ4လို့ပဲရိုက်တာ။4လို့ရိုက်ပြီးတော့သူက10ခွက်ဆိုင်ကိုဖြုတ်သွားတယ်ပေါ့နော်။ကျွန်တော်ဒီ site ကိုတော့ကိုင်းနေလိုင်းမှာလည်းပြတယ်ပေါ့ဗျာနော်။အဲ့ဒါမှ user လွဲသွားတယ်နောက်တပွဲကြော်လိုက်တော့ဒီမှာခွန်ထိတ်နဲ့ဒီခွန်ထိတ်နဲ့ဒီ4လို့ရိုက်တယ်ရိုက်တဲ့အချိန်မှာဒီဗရိတ်1နဲ့ဗရိတ်3နဲ့ဒီလဲ4လို့ပဲရိုက်တယ်နော်4လို့ရိုက်ပြီး10ခွက်ဆိုင်ကိုဖြုတ်တာပြီးတဲ့ပွဲတော့ဂိုင်းနေပေါ့ဗျာနော်ဒီမှာ8ထိတ်ရှိတဲ့အတွက်ဒီမှာ6ထိတ်ထဲမှာကျွန်တော်4ဖြစ်မှာ6ထိတ်နဲ့ဒီဗရိတ်ခွန်နဲ့ဒီဗရိတ်ခွန်နဲ့ဒီ4လို့ပဲရိုက်တယ်နော်6ထိတ်ဗရိတ်ခွန်ရောဂိုင်းတာ6 4ခွန်ပေါ့ဗျာနော်ထုတ်လိုက်တာသူထွက်သွားတယ်6နှစ်9ဆိုတော့ကုန်တာပေါ့ဗျာသူကအဲ့တော့4တလုံးနဲ့ပဲကျွန်တော်ကဆင့်ရိုက်တာပေါ့ဗျာနော်အဲ့တော့4နဲ့ပဲကျွန်တော်ကအဲ့ဒီပွဲမှာပြီးဖြုတ်လိုက်တာဒီထိပ်စီးနှလုံး4ဒီပရိတ်2ခု4ပြီးတော့ဒီဟာကိုအလဲတိုင်းတလုံးကို4လို့ထည့်တာပေါ့ဗျာနော်ဒီခါနဲ့နောက်ပြီးနဲ့4လို့ထည့်လိုက်ပြီးတော့ကျွန်တော်က6 4ခုလို့ထုတ်လိုက်တာထိပ်စီးနဲ့ပရိတ်နဲ့စိုက်နေရတော့မှန်ရသားနဲ့အဲ့လိုလဲသွားတယ်ဗျာနော်သူရိုက်သွားတာသူကရှင်းရှင်းရိုးရိုးလေးပဲရိုက်သွားတာဒီထိပ်စီးနှလုံးဒီ4လို့ရိုက်တယ်ရိုက်တဲ့ချိန်မှာဒီပရိတ်2ခုဒီ4လို့ရိုက်တယ်အဲ့လိုရိုက်တဲ့ချိန်မှာ4ရဲ့ပါဝါဒီခါတော့နှလုံး9လို့သူထောင်ပြီးတော့လေရိုးရိုးရှင်းရှင်းလေးတပေါက်တည်းဖြစ်သွားတာကျွန်တော်မသိလိုက်ဘူးအမှန်တော့တွဲမရက်လိုက်တာပေါ့ဗျာနော်ကျွန်တော်က4တလုံးနဲ့တီးတန့်ရိုက်မယ်ဆိုပြီးတော့အဲ့လိုလေးလုပ်လိုက်တာသူကရှင်းရှင်းလေးရိုးရိုးလေးပဲရိုက်သွားတာပေါ့နော်လူတရက်တကယ်ကြည့်လိုက်ဒီခွန်နဲ့ဒီထိပ်စီးနှလုံးဒီ4တယ်ဒီပရိတ်2ခုဒီ4တယ်အဲ့4တဲ့အချိန်မှာဒီခါတော့နှလုံးဒီ4ပါဝါ9လို့ထောင်လိုက်တာထောင်လိုက်ပြီးတော့မှရိုးရိုးရှင်းရှင်းလေးနဲ့တပေါက်တည်းရိုက်သွားတာ10ခွက်ဆိုင်ကနေတပေါက်တည်းရိုက်သွားတာနော်ပြီးခဲ့တဲ့ပွဲကသူကအဲ့လိုရိုက်သွားတယ်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုမယူလိုက်တော့မဖြစ်ဘူးပေါ့ဗျာနော်ဒီမှာတက်စီနှလုံး4 8နဲ့6နဲ့ဒီ4ဗရိတ်2ခု4ဆိုတော့ဗရိတ်9နဲ့ဗရိတ်9နဲ့ဒီ4အဲ့တော့6ထိန်းနဲ့ဗရိတ်9ဆိုတော့10ခွက်ဆိုင်ဖြစ်နေပြီပေါ့ဗျာနော်သူကအမှခါးတဲ့နှလုံးကို4ပါပါကိုလို့ရိုးရိုးလေးထောင်လိုက်ပြီးတော့တပေါက်တည်းဖြစ်သွားတာသူပန်မုန်းတွေကတော့အများကြီးပေါ့ဗျာနော်
ဗမုံတွေကဒါအများကြီးရှိတယ်အများကြီးရှိမှဒီမှာဒီပြင်ပေါ့နော်ကနန်း10လုံးအပြည့်ရိုက်သွားတာပေါ့ဗျာနော်အဲ့ဒါတွေကျွန်တော်ထည့်မပြတ်တော့ဘူးဟောဒီမှာ၄ကိုတစ်စုံပဲကျွန်တော်ရိုက်ချင်တာဖြစ်တယ်ပေါ့ဗျာနော်သူကအဲ့လိုလွယ်လွယ်ရှင်းရှင်းလေးရိုက်တယ်လို့ပြောသွားတာရိုက်သွားတာတော့ဘယ်လိုရိုက်သွားလဲဆိုတော့ဒီလိုရိုက်သွားတာပေါ့ဗျာနော်ဒါဘယ်နားမှာလဲရောက်ကက်ကဒီကနန်းနဲ့တူတယ်ဟုတ်လားဟုတ်တယ်ဒီကနန်းတော့ပြီးခဲ့တဲ့ပွဲရိုက်သွားတာဒီထက်စင်းနှလုံး၄ဒီပရိတ်နှစ်ခု၄အဲ့လိုနောက်ဘိတ်ကိုရိုက်သွားတာဒီ3ညာ3နှစ်ဒီ9လို့ရိုက်တာတို့ပေါ့ဗျာနော်ဒီ4 3 5ဒီ2လို့ရိုက်တာတစ်လုံးနဲ့ရိုက်တာပေါ့ဗျာနော်ကနန်း10လုံးအပြည့်ရိုက်တာတွေကအများကြီးပဲကနန်း10လုံးလုံးအပြည့်ရိုက်ပြီးမှဒီကနန်းထုတ်သွားတာပေါ့ဗျာနော်ဒါပေမဲ့အဲ့ဒါကြီးထည့်ပြတော့ကျွန်တော်4ကုန်းနဲ့ပဲသူကအပြည့်ရိုက်သွားတယ်ဆိုတော့ပြောပြတာကိုင်းတာတော့6ထက်စီနဲ့ပရိတ်ခွန်ကိုကိုင်းနေ6 4ခွန်ကိုထုတ်လိုက်တာထုတ်သွားတာ6နှစ်ကိုဆိုတော့ကုန်းနေပေါ့ဗျာနော်အဲ့တော့ဒီ4ကုန်းနဲ့ပဲကျွန်တော်ကတောက်လျှောက်ပေါ့နော်အပေါ်မှာလေးဒါ4တွေနေပဲစင့်ရိုက်လာတာဖြစ်တယ်သူကဇလန်းကတစ်ချက်ပေါ်လိုက်ပြီဆိုတောက်လျှောက်အကုန်လုံးကစင့်ရိုက်နေရမှာနော်ပွဲတိုင်းစင့်ရိုက်နေရမှာဖြစ်တယ်ဒီလမ်းကြောင်းကိုင်တာပေါ့ဒါဆိုကျွန်တော်ရောက်ကက်ကိုတွားလိုက်အောင်ရောက်ကက်ကဒီကောင်တပင်ကျော်ဆိုရင်ဒီကောင်ပေါ့ဗျာနော်ပြောမယ်ဆို3ချက်စင့်ရိုက်ပြီးသွားပြီဘယ်လိုရိုက်လဲဆိုတော့ဒီနောက်ပေါင်း4နဲ့3ညာခါနဲ့ဒီ4အဲ့လို4လို့ရိုက်ပြီးဒီဇောင်း9နဲ့နောက်ပေါင်း9နဲ့ဒီ4အဲ့လို4ရိုက်ပြီးဒီထက်စီနှလုံးဒီ4ပရိနှစ်ခုဒီ4ဒီလိုစင့်ရိုက်ပြီးသွားပြီအဲ့လိုစင့်ရိုက်ပြီးသွားပြီဆိုအောက်မှာ4ချက်မြောက်ဖြစ်ကိုသူဘယ်လိုရိုက်လဲဆိုရင်4ချက်မြောက်ကိုသူဘယ်လိုရိုက်လဲဆိုတော့ဒီမှာပရိ9ဒီပရိ9နဲ့အဲ့မြင်းကောင်ကဒီ6ခါနဲ့4လို့သူက4ချက်မြောက်အဖြစ်အဆင့်ရလိုက်တယ်ပေါ့ဗျာနော်4ချက်မြောက်ပြည့်စင်မင်္ဂလာညချမ်းပါတယ်ဟုတ်ကဲ့မင်္ဂလာပါဗျာနော်4လို့ဒါ4ချက်မြောက်ဆင့်ရိုက်တယ်ပေါ့ဗျာနော်ဒုတိယတစ်ခါကိုကြည့်လိုက်အောင်ဒုတိယတစ်ခါနောက်ပေါင်း9နဲ့5ခါနဲ့ဒီ4တစ်ချက်ဒီနှလုံးဇောင်း30နဲ့နောက်ပေါင်း9နဲ့ဒီ4နှစ်ချက်ပေါ့ဗျာနော်ဒီထက်စီနှလုံးဒီ4ဗရိတ်နှစ်ခုဒီ4ဒီ3ချက်မြောက်ဖြစ်4အဲ့လို4ဖြစ်ပြီးရင်4ချက်မြောက်4ဒီဒီမှာဗရိတ်ခွန်ဒီပရိတ်ခွန်နဲ့ဒီမြင်းကုံမှာရှိနေတဲ့ခွန်ခါနဲ့ကို4လို့ထည့်သွားတာနော်4လို့ထည့်သွားတာဖြစ်တယ်အဲ့တော့4လို့ထည့်သွားဆိုဒါဆိုရင်တတိယတစ်ခါကိုကျွန်တော်တွားလိုက်ရအောင်ဒီနောက်ပေါင်း4နဲ့3ညာခါနဲ့ဒီ4တစ်ချက်နော်ဇောင်း9နဲ့နောက်ပေါင်း9နဲ့ဒီ4နှစ်ချက်ပေါ့ဗျာနော်တတိယတစ်ချက်အနေနဲ့ကဒီထက်စီနှလုံးဒီ4ဒီပရိတ်နှစ်ခုဒီ4 3ချက်မြောက်ဖြစ်4ကိုဆင့်ရိုက်ပြီးဆိုရင်4ချက်မြောက်ဖြစ်ရိုက်ကမှာဒီမှာပရိတ်3ဒီပရိတ်3နဲ့ဒီမြင်းကုံမှာကျွန်တော်တို့ကတစ်ခါထဲမှာ4လို့ဖြစ်မှာ4ချက်မြောက်ဖြစ်ဆင့်ရိုက်မှာဒီခါကိုဘာကြောင့်ကင်လဲဆိုရင်ဒီမှာဒီအပေါ်ပွဲမှာပြီးခဲ့တဲ့ပွဲ4ကိုတစ်စုံနဲ့သူဖြုတ်သွားတာပေါ့ဗျာနော်4ကိုတစ်စုံနဲ့ဖြုတ်သွားတာအဲ့ဒီတော့ကျွန်တော်ကဒီပွဲမှာလည်းအဲ့လိုမျိုးသူ့ကိုပါဝါတစ်စုံနဲ့ပဲဖြုတ်မယ်ပေါ့ဗျာနော်အဲ့တော့ဘာလို့အဲ့ဒါကိုကင်တာလဲဆိုတော့ဒီပရိတ်9နဲ့ဒီ6ခါနဲ့ဒီ4ဖြစ်နေပြီ4ဖြစ်နေဆိုဒီပရိတ်9ရဲ့ဘေးမှာရှိနေတာပရိတ်30နော်အဲ့ဒီပရိတ်30နဲ့6ခါနဲ့ဒီ6လို့တစ်စုံချုပ်ထားရမယ်ပေါ့ဗျာနော်ဘာလို့ဆိုတော့ဒီမှာပရိတ်ဒီပါဝါထောက်ထားတာဖြစ်တယ်တော့ဗျာနော်ဒီပရိတ်9နဲ့6ခါနဲ့ဒီ4လို့ထည့်လိုက်ပြီဆိုရင်ဒီပရိတ်30နဲ့6ခါနဲ့ဒီ6လို့တစ်စုံချက်ချုပ်ထားတယ်ဒါဆိုဒုတိယတစ်ခါအနေနဲ့ဒီပရိတ်ခွန်နဲ့ခွန်ခါနဲ့ဒီ4အဲ့လို4လို့ထည့်လိုက်ပြီဆိုရင်သူဘေးမှာရှိတာကပရိတ်2ဒီပရိတ်2နဲ့အဲ့ခွန်ခါနဲ့ဒီ6လို့တစ်စုံချုပ်ထားပြီနော်အဲ့လိုချုပ်ထားရတော့ဂိုင်းနေပေါ့ဗျာဒါဆိုတတိယတစ်ခါအနေနဲ့ဟာဒီပရိတ်3နဲ့တစ်ခါနဲ့ဒီ4အဲ့လို4လို့ထည့်လိုက်ပြီဆိုဒီမှာရှိနေတာကပရိတ်8အဲ့ပရိတ်8နဲ့အဲ့ထည့်လိုက်တဲ့တစ်ခါနဲ့ဒီ6လို့သူတစ်စုံချုပ်ထားတယ်ပေါ့ဗျာနော်ပရိတ်ကပါဝါရင်ဆိုင်ရိုက်ထားတာ哦ဒီမှာရင်ဆိုင်ရိုက်မယ်ဆိုဒီမှာပရိတ်ခွန်ဒီမှာပရိတ်2ပေါ့ဗျာပြောရမယ်ဆိုရင်နော်အဲ့ဒါဆိုရင်ဒီမှာဒီပရိတ်2ကိုကိုင်းချင်းကိုင်းပေါ့ဗျာဒီခါကွာတစ်ပရိတ်2ထိုးလို့ရတာပေါ့ဗျာနော်၄ကမြောက်၄ကလိုင်းကိုလိုက်ချင်တယ်ဆိုရင်ပေါ့ဗျာနော်ကျွန်တော်ကတော့3ကလိုင်းကိုစုံမှာဖြစ်တဲ့အတွက်တော့ဒါတစ်ခါတစ်လုံးကို၄ကိုတစ်စုံနဲ့ချုပ်လိုက်ပြီပေါ့ဗျာနော်၄ကိုတစ်စုံနဲ့ချုပ်လိုက်ပြီသူကတခြားချုပ်ကတွေအများကြီးရှိတယ်ပေါ့နော်ဥပမာလေးတော့ပြောပြမယ်ဒီ site မှာတော့ထည့်မပြဘူးဒီ1နောက်ပိနဲ့6ခါနဲ့ဒီ30လို့ထည့်တာပေါ့ဗျာနော်3နောက်ပိနဲ့ခွန်ခါနဲ့ကို30ထည့်တာ9နောက်ပိနဲ့ဒီမှာ1ခါနဲ့30ထည့်တာသူက30ဇလန်းကြီးကလည်းသူကဆင့်ရိုက်တည်းတောက်ချောက်ဆင့်ရိုက်မှာနော်တောက်ချောက်ဆင့်ရိုက်မှာဒီခါကြည့်ဒီပရိတ်9နဲ့ဒီပရိတ်9နဲ့ဒီ30အဲ့လို30လဲရလိုက်ပြီဆိုရင်3ညထိပ်စီနဲ့ပရိတ်30နဲ့ဒီ30အဲ့လို30ရပြီးတော့မှ2ခါ6ခါ2ခါဒီ30လို့ဆင့်ရိုက်တာအဲ့လို30လို့ဆင့်ရိုက်ပြီးတော့မှဒီ1နောက်ပိနဲ့6ခါနဲ့ဒီ30လို့4ချက်မြောက်ရိုက်တာဖြစ်တယ်ပေါ့ဗျာနော်သူ့ရဲ့ဇလန်းကလည်း30ဆို30အဲ့လိုတောက်လျှောက်ဆင့်ရိုက်ရမှာကနန်း10လုံးနဲ့ဆော့တာအဲ့လိုကျွန်တော်အဲ့ဒါကိုပြောတာပေါ့ဗျာနော်ဆင့်ရိုက်တယ်ဆိုတာတောက်လျှောက်ကိုပွဲတိုင်းရိုက်နေရမှာကနန်း10လုံးနဲ့အစုံရိုက်နေရမှာဖြစ်တယ်နော်အဲ့ဒီ line နဲ့ကြိုင်တာဒုတိယတစ် line ကိုကြည့်အောင်ဒုတိယတစ် line ကဒီပရိတ်1နဲ့ပရိတ်9နဲ့30ခုနအတိုင်းပဲနော်တေချာကြည့်8တိတ်စီနဲ့ပရိတ်2နဲ့30နှစ်ချက်ပြီးရင်6ခါခွန်ခါဒီ30 3ချက်ရိုက်ပြီးတော့မှဒီ3နောက်ပိတ်နဲ့ခွန်ခါနဲ့ဒီ30လို့4ချက်မျိုးရိုက်တာပေါ့ဗျာနော်အဲ့လိုမျိုးဆိုရင်အများကြီးပဲကျွန်တော်ပြရမှာဖြစ်တယ်ဗျာသူဇလန်း10စုံလုံးပြရတယ်လို့ဖြစ်သွားမှာပေါ့ဗျာနော်ဒါပေမဲ့ကျွန်တော်ဒီည4ခုတစ်စုံပဲပြမှာဖြစ်တယ်တတိယရိုက်ချက်တစ်ချက်ကြည့်ကျွန်တော်ဒါဥပမာလေးထွင်ပြီးပြတာပေါ့ဗျာနော်တတိယရိုက်ချက်ကဒီမှာ
ဘာလဲဒီရောက်သွားပရိတ်ခွန်နဲ့ပရိတ်သုံးနဲ့ဒီ30နှစ်ထိတ်စီနဲ့ပရိတ်8နဲ့ဒီ30ပြီးခဲ့တဲ့ဘွဲကခွန်ခါ6ထိတ်စီ30ဆိုတဲ့ဒီ6ထိတ်စီကိုလည်းပြီးခဲ့တဲ့လမ်းက6ချက်9ချက်လောက်ချုပ်ထားတာပေါ့ဗျာနော်အဲ့လိုမျိုးရိုက်ထားတာ33ချက်ဆင့်ရိုက်သွားပြီရိုက်ပြီးတော့မှကိုနောက်ပိတ်နဲ့တက်ခါနဲ့ဒီ30ဆိုပြီး4ချက်မြောက်ပြဆင့်ရိုက်မှာဖြစ်တယ်ခုနကကျွန်တော်တို့4နဲ့4ချက်မြောက်ဆင့်ရိုက်မှာလဲတက်ခါ6နဲ့4ချက်ဆင့်ရိုက်မှာတက်ခါပေါ့ဗျာနော်အဲ့လိုမျိုးတွေအများကြီးရှိတာပေါ့ဗျာနော်အများကြီးရှိတယ်သူ့ရဲ့ချုပ်ကော်လေးတွေကဆိုအထက်ပြမယ်ဆိုရင်ပြောပြတာဥပမာပြောပြတာဒီမှာခွန်နောက်ပိတ်နဲ့6ခါနဲ့ဒီ6ကိုနောက်ပိတ်နဲ့ခွန်ခါနဲ့ဒီ6 5နောက်ပိတ်နဲ့တက်ခါနဲ့ဒီ6ပေါ့နော်တက်ခါကဒီချိန်ကတော်တော်ကောင်းတယ်ပေါ့ဗျာနော်ပြောရမယ်ဆိုရင်6ကလည်း6ရဲ့ဇလန်းအတိုင်းပဲဝဲတိုင်းဆင့်ရိုက်ထားတာပေါ့ဗျာနော်အဲ့ဒါတော့ထည့်မပြောတော့ဒီမှာဇလန်းထဲမှာနေဒီပြနေရလွင့်သွားဆိုတော့ဥပမာပြောပြနော်ကျွန်တော်ဒီ၄ခုတစ်စုံနဲ့ပဲအပြီးရိုက်မှာဖြစ်တယ်ရိုးရိုးရှင်းရှင်းလေးသူရိုက်သွားတာကဒီထိပ်စီးနှလုံး၄ဒီပရိတ်နှစ်ခု၄ဒီခါတော့နှလုံး9ဆို၄ခုတစ်စုံနဲ့အပြီးရိုက်သွားတာနော်ထိပ်စီးနှလုံး၄ပရိတ်နှစ်ခု၄ခါတော့နှလုံး9၄ခုတစ်စုံနဲ့ဒီတကော်တည်းရိုက်သွားတာ3ကဆိုင်ကပိုတိတိတွက်လို့မရဘူးနော်ဒီနှစ်ကိုကျွန်တော်က3ကဆိုင်ပဲကင်မှာဖြစ်တယ်4ကဆိုင်မကင်တော့ဘူးဗျာနော်ဒီမှာ4ကဆိုင်တွေအများကြီး4ကလိုင်းကိုဆင်းမဲ့လူတွေကကျွန်တော်ဒီဟာလေးကိုကြည့်လိုက်ရင်နောက်တဲ့ဟာတွေကိုကြာရင်ကနန်းဆွတ်ထုတ်ရတယ်လွယ်တာပေါ့ဗျာနော်ဒီမှာကြည့်ဒီထက်စီနှလုံး၄ဒီပရိတ်နှစ်ခု၄အခါတော့နှလုံးဒီ9လို့ထောင်ပြီးတော့သူကတဘောတည်းဖြုတ်သွားတာပေါ့ဗျာနော်4ကလိုင်းလိုက်ချင်တဲ့တင်ငယ်ချင်းတွေကဆိုရင်ဒီမှာဒီတပွဲပြီးနောက်တပွဲဆိုရင်သူ4ကဘောက3ကတိုင်းလိုက်ပေါ့ဗျာနော်ထက်စီနှလုံး၄ရှစ်ထိပ်ပရိတ်နှစ်ခု၄3ပရိတ်ခါတော့နှလုံး9ဆိုပြီးတဘောတည်းဖြုတ်လိုက်ပေါ့ဗျာနော်ဒီပွဲမှာကျွန်တော်ဒါ3ကလိုင်းပြမယ်အဲ့တော့ကျွန်တော်4ဖြစ်သွား4နဲ့တင်ရအောင်အဲ့မှာထိပ်စီကိုသူက4ပြီးရတဲ့ထိပ်စီကိုဘယ်လိုထည့်လဲဆိုတော့ဒီနှလုံး6ဒီနှလုံး6နဲ့8ထိပ်စီနဲ့ဒီ4လို့ပြန်ထည့်သွားပြီ4ကိုတစုံပြီးတော့ဒါ4နဲ့ပြန်ထည့်ပြီနော်ဒီပရိတ်နဲ့ခါနဲ့ဒီ4ဒီပရိတ်နဲ့ခါနဲ့ဒီ9 4ကိုတစုံပြီးတော့မှဒီ3လုံးကို4လို့ပဲပြန်ထည့်တယ်ဇလန်းက4နဲ့အစပြိုးထားတာ哦နော်ဒုတိယတစ်ခက်ကလည်းဒီပရိတ်နဲ့ဒီခါနဲ့ဒီ4ဒီပရိတ်နဲ့ခါနဲ့ဒီ9 4 9ပြီးသွားပြီ4လှည့်ပြန်ရောက်ပြီဒီ9ရဲ့6ရဲ့9ထိပ်စီရဲ့3လုံးကို4လို့ပြန်ထည့်တယ်နော်4လို့ပြန်ထည့်တယ်ဒါကျွန်တော်တော်ကြိုက်တဲ့အကွက်ပေါ့ဗျနော်တခြားချုပ်ကွက်တွေမပြောဘူး4 9လေးနဲ့ပဲအပြီးပြခဲ့မှာဖြစ်တယ်ဒါလေးကိုမမကတ်မှလည်းတတိယ organic ဖြစ်ကျွန်တော်ရွေးချက်ထားတယ်ပေါ့ဗျနော်အဲဒီကွက်လက်ဆောင်ပေးလိုက်တာဖြစ်တယ်မမကတ်3ကွက်ထုတ်တယ်ဒီတစ်ကွက်ကိုဒါလက်ဆောင်ပြပေးတယ်ကျွန်တော်ရဲ့ဖေးဘုတ်ကတငယ်ချင်းတွေမကြည့်ရတော့ကြာပြီဖြစ်လို့နော်ဒီပရိတ်နဲ့ခါနေဒီ4ဒီပရိတ်နဲ့ခါနေဒီ9 4ကိုတစုံချုပ်တယ်4အလှည့်ပြန်ရောက်ပြီဒီနှလုံးက6နဲ့ပါထိပ်စီးထည့်မယ်ကျွန်တော်တို့ဒီ8ထိပ်စီးထည့်ရမယ်481ရှိတယ်ပေါ့ဗျာနော်ပြီးတော့မှသူကအပြီးရိုက်ပါ4 9နဲ့ပဲသူအပြီးရိုက်ပါနော်အပေါ်မှာရိုက်တဲ့အတိုင်းပဲကျွန်တော်ရိုက်ပြန်မှာဖြစ်တယ်တခြားဘယ်နေရာမှထည့်မရိုက်တော့ဘူးဗျာနော်ဒီပရိတ်နှစ်ခု4ဒီပရိတ်နှစ်ခု4ခါတော့နှလုံး9နဲ့တစုံရိုက်သွားသလိုမျိုးနော်ဒီပရိတ်နဲ့ခါနဲ့ဒီ4ဒီပရိတ်နဲ့ခါနဲ့ဒီ9ဒီ3လုံးက4ပြီးရင်ဒီ3လုံးက9 5ခါနဲ့နောက်ပေါင်း4နဲ့ဒီ9 4 9ဆိုတော့တစုံထည့်ပြီးတော့တပေါက်လေးဖြစ်သွားတာနော်ဒါဆိုရင်ဒုတိယတစ်ခက်အနေနဲ့တက်စီနှလုံး4ဒီပရိတ်နှစ်ခု4ခါတော့နှလုံး9 4 9တစုံရိုက်သွားတယ်လို့ပေါ့ဗျာနော်ဒီပရိတ်နဲ့ခါနဲ့ဒီ4ဒီပရိတ်နဲ့ခါနဲ့ဒီ9ဒီ3လုံးက4ဒီ3လုံးကို9လို့ထည့်ပြီးတပေါက်လေးပဲရှင်းရှင်းရိုးရိုးလေးပဲဖြစ်သွားတာပေါ့ဗျာနော်ဒီချတော့ကြည့်ရိုးရိုးလေးနဲ့ရှင်းရှင်းလေးပဲရှာတော့မယ်ဗျာနော်လှလှလေးပေါ့အဲ့တော့တတိယတစ်ခက်နေဒီတက်စီနှလုံး4ဒီပရိတ်နှစ်ခု4ခါတော့နှလုံး9ဆို4 9တစုံဖြစ်သွားတယ်ဖြစ်သွားတော့ဒီပရိတ်နဲ့ခါနဲ့ဒီ4ဒီပရိတ်နဲ့ခါနဲ့ဒီ9ဒီ3လုံးဒီ4လို့ထည့်လိုက်ပြီးတော့ဒီခါနဲ့နောက်တွဲနဲ့ဒီ9လို့ပြန်ထည့်ရမယ်ညနဲ့1နဲ့ရှိတော့ကျွန်တော်တို့က6နောက်ပြီးလေးထည့်လိုက်ရုံပဲလက်ကပ်ပါဝါထိုင်ပေါ့ဗျာနော်8 6တပေါက်သေးပဲဒါရိုးရိုးရှင်းရှင်းလေးပြီးခဲ့တဲ့ပဲထွက်သွားတယ်လို့ပဲနော်အဲ့ဒါလေးဆက်ထွက်မယ်ဆိုကျွန်တော်စားမှာဗျာနော်တခြားချုပ်ကွက်တွေထည့်မပြလို့တော့ဒီလောက်ပဲမြင်ရမှာပေါ့ဗျာနော်ခုနကကျွန်တော်ဥပမာပြောတဲ့10 line နေနဲ့စင်းကာမှာတို့ဘာလို့ပေါ့ဗျာနော်6 line နေနဲ့အဲ့ဆင်းပြလိုက်တော့မြိုင်သွားမှာဗျာနော်အဲ့တော့ तू က4 9တစုံနဲ့မှာနောက်ဆုံးဘာနဲ့ပဲပြန်ချုပ်သွားသေးလဲဆိုတော့အပြီးရိုက်တော့မယ်နော်ဘယ်ရောက်သွားလဲဒီပရိတ်နဲ့ခါနဲ့ဒီ4ရနော်ဒီ3လုံး4 2 8ဒီ4တယ်4ပြီးတော့မှအဲ့ဒီ2နောက်ပိတ်နဲ့အဲ့အပေါ်က2နောက်ပိတ်နဲ့အဲ့ဒီပရိတ်2နဲ့4လို့ပဲထည့်ပြီးတပေါက်လေးဖြစ်သွားတာနော်4လို့ပရိတ်ကလည်းကိုက်နေအောင်တပေါက်လေးဖြစ်သွားတာဒုတိယတစ်ခက်အနေနဲ့ကဒီပရိတ်နဲ့ဒီခါနဲ့ဒီ4နော်ဒီ3လုံးဒီ4ရှည်တော့ရနေပြီအဲ့ဒီ6နောက်ပိတ်နဲ့အဲ့ဒီ6နောက်ပိတ်နဲ့ဒီပရိတ်8နဲ့ဒီ4ဆိုပြီးတပေါက်လေးဖြစ်သွားတာနော်4တိတက်ဒါနဲ့ကိုကျွန်တော်ဒီနေ့တော့ပေါ့အောင်ချအောင်လေးဆိုလေးပဲဇက်တိုက်ဆင့်ရိုက်တာလားပေါ့ဗျာနော်ပွဲတိုင်းရိုက်ရမှာဖြစ်တယ်တပွဲမှချော်လို့မရအောင်ဇက်တိုက်အပေါ်မှာရိုက်ကမယ်မနှစ်ကလည်းတစ်နှစ်လုံးရိုက်နေရမယ်3ပွဲဆို3ကက်ပဲဖြစ်ရမယ်4ကက်လည်းမဖြစ်အပေါ်မှာလည်းမရှိအောင်အောက်မှာလည်းမရှိအောင်အဲ့လိုမျိုးရိုက်ထားပေါ့ဗျာနော်တတိယတစ်ကက်ဒီ
ဒီပရိနဲ့ခါနဲ့ဒီ4အဲ့လို4လိုက်ပြီဆိုရင်ဒီ3လုံးဒီ4 80တိအတွက်ရပါပြီအဲ့မှာဒီမှာအပေါ်မှာရှိတဲ့6နောက်ပိတ်6နောက်ပိတ်နဲ့ဒီပရိ9နဲ့ဒီလဲ4ဆိုပြီးတပေါက်သေးပဲပေါ့ဗျာ4တန်နဲ့ဖြုတ်လိုက်တာပေါ့ဗျာနော်ခုန6လေးတွေကထည့်ပြခြင်းလို့ပြတာပေါ့ဗျာနော်4ကိုအတွဲလိုက်ရိုက်ကမယ်ဇလန်းလေး816တပေါက်သေးပဲကြိုင်ထိုးကျွန်တော်ဒါလေးကိုတော့ကျွန်တော်တတိယမန်ပါဟိုကနန်းမန်ပါ3ကွက်ထုတ်တဲ့ထည့်ရပေါ့ဗျာနော်တတိယဩသီပေါ့ဗျာနော်ဒါလေးကတာဩပေါ့ဗျာနော်ဒါလေးလက်ဆောင်ပေးလိုက်တာကျန်တော့ဒါလေးကိုတစ်စုံနဲ့ပဲပြတာပေါ့ဗျာနော်ပါဝါ10စုံလုံးနဲ့ပြလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီလောက်ပဲပြမှာဖြစ်တယ်ဟုတ်ကဲ့ငါးပရိရှိရင်ငါးပရိကောင်းတယ်ပေါ့ဗျာငါးပရိကလည်းဒီနှစ်မှာကောင်းပါတယ်တော်တော်ကောင်းတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒါကလင်ဒါရှိရင်ပြလိုက်ခြင်းတယ်ဒီမှာကလင်ဒါမရှိဘူးဖြစ်နေဒီနှစ်ကျွန်တော်လိုက်ကမယ်ပရိ9ကိုလိုက်ရမယ်ဆိုအဓိကလိုက်ကမှာဒီပရိ1ကစောင်းမှာပေါ့ဗျာနော်ဒီပရိ1ရဲ့စောင်းမှာပရိ9ကိုတေချာလိုက်ရမယ့်အချိန်တွေရှိတယ်ပေါ့ဗျာနော်ဒါမှဆိုပရိ1ကမနှစ်ကဒီ1ချိန်2ချိန်3ချိန်ပေါ့နော်3ချိန်ရှိတယ်4ချိန်ထွက်တာပေါ့ဗျာနော်4ချိန်ထွက်တာဒီမှာမထွက်ရင်လည်းကျွန်တော်ဒီချိန်မှာပရိ9ကိုဒီချိန်မှာပရိ9အဲ့လိုပရိ1ကစောင်းမှာကိုလိုက်အောင်မှာဖြစ်တယ်ဒီပရိ9ကိုပေါ့ဗျာနော်အဲ့လိုမျိုးရှိတယ်သူက4ကလိုင်းဟိုပါပေါ့နော်ဟာလဲကလင်နာ4ကလိုင်းရပရိ1ရဲ့စောင်းမှာပရိ9ထွက်ရမယ်စိုက်တစ်ဆိုင်ရှိတယ်ပေါ့ဗျာနော်အဲ့လေးနဲ့ထည့်ပြတာဒါလို့တဲ့ဒီမှာဒါကျွန်တော်ဒါ4ကိုတစ်စုံနဲ့ပဲပြလိုက်တော့ဗောနော်ခုနက35တွေပြီးခဲ့တဲ့ဘွဲဒီမှာရိုက်သွားတာတွေ35တစ်စုံနဲ့ရိုက်သွားတာရှိသေးရပေါ့နော်တပေါက်လေးရိုက်သွားတာကျွန်တော်ကဒီဘွဲမှာ4တစ်လုံးနဲ့တီးတန်ထုတ်ရိုက်လိုက်တာဆိုတော့အမှထုတ်လိုက်တဲ့ကောင်က6လေးခုပဲပါသွားတာဗောနော်သူက6နှစ်ကိုဆိုပါဝါချိန်ကောင်အမှ4ကိုတစ်စုံကိုနော်6လေးနဲ့ကိုရှင်းရှင်းလေးရိုက်သွားတယ်ဖြစ်တယ်အဲ့ပုံစံအတိုင်းပဲရှင်းရှင်းလေးပဲဒီနားလေးမှာရိုက်လိုက်တာပေါ့ဗျာနော်ပရိနဲ့ခါနဲ့4ဒီပရိနဲ့ခါနဲ့9ဒီ3လုံးဒီ4ဒီ3လုံးဒီ9ဒီနောက်ပိတ်နဲ့ပရိနဲ့ဒီ4ဆိုပြန်ချုပ်ပြီးတပေါက်လေးရိုက်သွားတာပေါ့ဗျာနော်4 9နဲ့ပဲတခြားဘာမှမပါဘူးဗျာနော်ခုန30ဆို30နဲ့တီးတန်ချုပ်ချမယ်ဆိုလဲဒီမှာ40မြောက်ဟိုတော့ပွဲတိုင်းရိုက်တာ30နော်အဲ့ဒါကြီးဟိုမဖြစ်တော့ပါဘူးမပြတော့ပါဘူးဗျာနော်ဒါကျွန်တော်တကယ်ချင်းဒါမတွေ့ရလဲကြာတာ Facebook လေးဒါ line ကောင်းလို့ပေါ့ line ကောင်းလို့အားရလေးနဲ့ကျွန်တော်တက်ပြပေးလိုက်တယ်ပေါ့ဗျာနော်ဒီချိန်မှာအားလုံးကန်ကောင်းပါလိမ့်ဗျာနော်ကျွန်တော်ဒီနှစ်မှာခေါ်တာတစ်နှစ်စာ6000ယူတယ်ပေါ့ဗျာနော်တစ်ချိန်2500ပဲကြာတယ်ပေါ့ဗျာနော်ဒီ site တစ် site ကို900တန်တယ်ဆိုရင်9 site ထုတ်တယ်ပေါ့ဗျာအဲ့မှာ3 site ယူတယ်ပေါ့ဗျာနော်ဒီ site ကိုဘယ်လောက်တန်လဲမတန်လဲမသိဘူးပေါ့ဗျာနော်ဒီပုံစံလေးတွေကျွန်တော်3က site ပဲဒီနှစ်တော့ကျွန်တော်တီးတန့်ကင်တာပေါ့ဗျာကလင်နာ site မှာတော့4က site တွေကင်တာပေါ့4က site တွေသူ့ရဲ့ပရိနေမှာ4ကကြော်လေးဆိုရင်4ကကင်တာပေါ့ဗျာနော်ဒီလက်တော့ site မှာတော့ဒီနှစ်တော့3က site ကိုတီးတန့်ကင်တာတီးတန့်ကင်မှာ4က site တွေတော့ရှိတယ်ပေါ့နော်နောက်ကြုံရင်ပြပေးအောင်မယ်ဗျာနော်4က site တွေကိုကျွန်တော်ထည့်ပြီးတော့မသုံးတော့ဘူးဒီနှစ်မှာတော့3က site တီးတန့်လိုက်မယ်ဒီကနန်းလေးကဒါချစ်စရာလေးပေါ့နော်လှလို့လဲဒါပြပေးလိုက်တာ816ဆိုဒါနက်ခတ်ပါဝါထိုင်ပေါ့နော်ဒါမနှစ်ကအပြောက်သွားတယ်ပေါ့နော်နက်ခတ်ပါဝါထိုင်ပြောက်သွားတယ်ခဏလေးနော်8နက်ခတ်1ပါဝါ6နက်ခတ်ပါဝါပရိ9နော်အားလေးတကွလက်ဆောင်ပြပေးတာဖြစ်တယ်ကဲအားလုံးသဘောကျမယ်လို့ထင်ပါတယ်ဗျာနော်သဘောကျမယ်ထင်တယ်ဆိုရင်တော့တက်နိုင်လောက်ထိုးပါဗျာနော်ကျွန်တော်ကမန်ပါကဲတော့3ကွက်ထုတ်တယ်ပေါ့ဗျာနော်3ကွက်ထုတ်တယ်တရားနောက်ဆုံးတတိယကနန်းလေးပေါ့ဗျာနော်816တတိယကနေရာမှာထားတာသူ့ကိုဟိုမဖြစ်လို့မဟုတ်ဘူးပေါ့ဗျာနော်သူ့အပေါ်ကကနန်းနေရသူ့ထက်ကောင်းလို့တော့မဟုတ်ဘူးကျွန်တော်ထားခြင်းတဲ့နေရာထားရတာအဲ့လိုမျိုးပါနော်အဲ့လိုမျိုးဖြစ်တယ်ဒီကနန်းကိုကြက်တဲ့လူကသူကဒီကနန်းကိုအော်ဂနန်ထိုးလိုက်မှာပေါ့ဗျာနော်ဒါတော့ကျွန်တော်ထားတဲ့နေရာလေးကိုကျွန်တော်ပြောပြတာဖြစ်တယ်ပေါ့ဗျာနော်ကျွန်တော်တင်ငယ်ချင်းတွေသဘောကျမယ်ထင်တယ်ဗျာနော်816ကဲအားလုံးကံကောင်းပါစေဗျာနော်